မင်္ဂလာပါရှင်ဒီနေ့မှာတော့ Eurasia Lynx နှင်းတော်တဲ့ကတိတ်ဆိတ်သောသားရဲနဲ့ရှင်သန်မှုအတွက်တိုက်ပွဲ Eurasia Lynx ကြောင်မီတို့၏အံ့ဩဖွယ်ဘဝခရီးစဉ်အကြောင်းတင်ဆက်ပေးသွားပါမယ်ရှင်ကမ္ဘာမြောက်ပိုင်းဒေသများအထူးသဖြင့် Eurasia တိုက်၏ကျယ်ပြန့်လာသောအေခဲနှင်းတော်ကြီးများအတွင်တွင် Eurasia Lynx များသည်၎င်းတို့၏ထူးခြားသောရုပ်တွင်တိတ်ဆိတ်ငြိမ်သက်သောတဘာဝနှင့်ကြောက်မတ်ထွယ်ကောင်းသောအမဲလိုက်စွမ်းရည်များကြောင့်နှင်းတော်တဲ့ကတစိမ့်သို့မဟုတ်တောနက်၏ဖန်တီးရှင်ဟုပင်တင်စားခေါ်ပေါ်ကြသည်ဤဗီဒီယိုမှတ်တမ်းသည်ဤထူးခြားသောသားရဲတရိတ်ဆန်များ၏ဘဝခရီးစဉ်ကိုအသေးစိတ်စိတ်လှုပ်ရှားဖွယ်ရာဖော်ပြထားသည်၎င်းတို့၏ရှင်သန်မှုအတွက်နေ့စဉ်နှင့်အမျှရင်ဆိုင်နေရသောစိန်ခေါ်မှုများလိုက်လျောညီထွေနေထိုင်နိုင်စွမ်းများနှင့်တဘာဝတရား၏အံ့မခန်းစွမ်းအားကိုထင်ဟပ်ပြသနေသည်၁ထူးခြားသောရုပ်သွင်းနှင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုရှင်သန်မှုအတွက်အထောက်အကူပြုသောအင်္ဂါရပ်များ Eurasia Lynx များသည်၎င်းတို့၏မျိုးနွယ်စုထဲတွင်အကြီးဆုံးဖြစ်ပြီးအလွန်ပင်ကြော်ရှင်းတန်မာသောကြောင်မျိုးနွယ်ဝင်များဖြစ်ကြသည်၎င်းတို့၏ခန္ဓာကိုယ်ဖွဲ့စည်းမှုသည်အေးခဲသောပတ်ဝန်းကျင်နှင့်အမဲလိုက်ခြင်းအတွက်အထူးသင့်လျော်အောင်ဖန်တီးထားသည်နရွက်ထိတ်ရှိအမြဲတောင်အမွေးစုနေပြဤအမွေးစုလေးများသည် Lynx များ၏အကြားအာယုံကိုပိုမိုကောင်းမွန်စေပြီးအတန်လိုင်းများကိုစုစည်းပေးကာတားကောင်များ၏အတန်ကိုပိုမိုတိကျစွာဖန်ယူနိုင်ရန်ကူညီပေးပါသည်၎င်းတို့သည် Lynx များ၏ထူးခြားသောအမှတ်အသားတစ်ခုလည်းဖြစ်သည်မျက်နှာပေးရှိအမွေးရှည်များ facial ruff ဤအမွေးရှည်များသည် Lynx များ၏မျက်နှာကိုအေးခဲသောလေဒဏ်မှကာကွယ်ပေးသည့်အပြင်အတန်လိုင်းများကိုမျက်နှာစီသို့ပို့ဆောင်ပေးခြင်းဖြင့်အကြားအာရုံကိုပိုမိုကောင်းမွန်စေသည်ဟုယုံကြည်ရသည်အမြဲတမ်းအဖျားပါသောအမီးတိုလေး short black tip tail အခြားကြောင်မျိုးနွယ်ဝင်များကဲ့သို့ရှည်လျားသောအမီးမရှိဘဲအမီးတိုလေးသာပိုင်ဆိုင်ထားခြင်းသည်နှင်းထူထပ်သောနေရာများတွင်ရွေလျားရာမှအနှောက်အယှက်မဖြစ်စေရန်ကူညီပေးသည်အလွန်တန်မာသောခြေထောက်များနှင့်ကြီးမားသောခြေဖွားများ၎င်းတို့၏ခြေထောက်များသည်ခုံပေါက်ခြင်းနှင့်လင်းမြန်စွာပြေးလွှားခြင်းအတွက်အလွန်တန်မာသည်ကြီးမားသောခြေဖွားများသည်နှင်းပေါ်တွင်လမ်းလျှောက်ရာ၌နှင်းလျှော်စည်းဖနက်များကဲ့သို့အလုံးလုံးသောကြောင့်နှင်းထူထပ်သောနေရာများတွင်ပင်နှင်းမြုပ်ခြင်းမရှိဘဲတိတ်ဆိတ်စွာနှင့်လင်းမြန်စွာရွေရှားနိုင်ကြသည်၎င်းတို့၏ခြေဖွားအောက်ခြေရှိအမွေးထူထပ်မှုကလည်းအေးဒဏ်မှကာကွယ်ပေးပါသည်ကျွမ်းကျင်လာသောအမဲလိုက်စွမ်းရည်နှင့်နီးဗျူဟာများတိတ်ဆိတ်သောတေမင်း Lynx များသည်တဘာဝအတိုင်းမွေးရာပါအမဲလိုက်ကျွမ်းကျင်သူများဖြစ်ကြသည်၎င်းတို့၏အမဲလိုက်နီးဗျူဟာများသည်အလွန်ပင်ထိရောက်ပြီးပါနတ်ပါသည်ချောင်းမြောင်းခြင်း stalking Lynx များသည်တားကောင်ကိုမတွေ့မချင်းစိတ်ရှည်လက်ရှည်ချောင်းမြောင်းတတ်ကြသည်၎င်းတို့၏အမွေးအယောင်သည်ပတ်ဝန်းကျင်နှင့်တသားတည်းကြသောကြောင့်တားကောင်များကအလွယ်တကူမမြင်နိုင်ပြီလျှက်တပလက်တိုက်ခိုက်ခြင်း ambush တားကောင်နှင့်အနီးဆုံးရောက်ရှိခြင်းတွင်လျှက်တပလက်ခိုအုပ်ကတိုက်ခိုက်လေးရှိသည်၎င်းတို့၏တန်မာသောခြေထောက်များကအမြင့်ခုန်နိုင်စွမ်းကိုပေးစွမ်းပြီးတားကောင်ကိုလင်းမြန်စွာဖမ်းယူနိုင်စေသည်အမြင်အာယုံနှင့်အကြားအာယုံ၎င်းတို့၏အမြင်အာယုံနှင့်အကြားအာယုံမှာအလွန်ပင်စူးရှားသောကြောင့်အမှုန်တဲတွင်ပင်တားကောင်ကိုတိကျစွာရှာဖွေနိုင်ကြသည်ညဘက်တွင်အမဲလိုက်ခြင်းသည်၎င်းတို့၏အဓိကနီးဗျူဟာတစ်ခုဖြစ်သည်စားသုံးသောတားကောင်မှာ Lynx များသည်ရွှင်များဘက်များယွန်များကဲ့သို့သောတားကောင်ငယ်များမှသည်၎င်းတို့ထက်ကိုလုံးကိုတိုက်ပိုကြီးမားသောသမင်များ reindeer သမင်တရေများကိုပင်ကျွမ်းကျင်စွာဖမ်းယူစားတောက်နိုင်ကြသည်သမင်ကဲ့သို့သောတားကောင်ကြီးများကိုဖမ်းယူရာတွင်၎င်းတို့၏လယ်ပင်ကိုကိုက်ဆက်ကာအသက်ရှူလန်းကြောင်းကိုပိတ်ဆို့လေရှိသည်ပြင်းထန်သောနယ်မြေလူပွဲများနှင့်တိုက်ပွဲများတောနတ်၏ဥပဒေ Lynx များသည်တကောင်တည်းနေထိုင်တတ်သောသတ္တဝါများဖြစ်ပြီး၎င်းတို့၏နယ်မြေကိုအလွန်ပင်ကာကွယ်တတ်ကြသည်နယ်မြေလူပွဲများသည်၎င်းတို့၏ဘဝတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်နေမြေအမှတ်အသား Lynx များသည်၎င်းတို့၏နေမြေကိုစီးသွားခြင်း
တစ်ပင်များကိုချီယာပေးခြင်းနဲ့အတန်ပြုခြင်းတို့ဖြင့်အမှတ်အသားပြုလုပ်ကြသည်ကျင်းထန်သောတိုက်ပွဲများဗီဒီယိုတွင် links နှကောင်အကြားဖြစ်ပွားသောပြင်းထန်သောနေမြေလူပွဲများကိုတွေ့ရသည်ဤတိုက်ပွဲများသည်အလွန်ကြမ်းထမ်းသည်တကောင်နှင့်တကောင်အပြင်းထန်ကြိုက်ခဲကုတ်ချစ်တိုက်ခိုက်ကြသည်မြေပြင်ပေါ်တွင်သာမကတစ်မြင့်ကြီးများပေါ်အထိတက်ကတကောင်နှင့်တကောင်အပြင်းထန်တိုက်ခိုက်ကြပုံမှာစိတ်လှုပ်ရှားပွဲကောင်းလှသည်၎င်းတို့၏အော်ဟစ်တန်များနှင့်ရက်ဆက်သောတိုက်ခိုက်မှုများသည်တောနအတွေ့ဟင်းထွတ်နေတတ်သည်ဤတိုက်ပွဲများသည်နေမြေလူပွဲများသာမကမိတ်လိုက်ထရရှိရေးအတွက်လည်းအရေးကြီးသောတိုက်ပွဲများဖြစ်သည်အခြားသောတာရဲကြီးများနှင့်ရင်ဆိုင်ခြင်းရဲရင်သောနှလုံးသား links များသည်၎င်းတို့ထက်ပိုမိုကြီးမားသောတာရဲများကိုပင်ကြောက်ရွံ့ခြင်းမရှိဘဲရင်ဆိုင်တတ်ကြသည်၎င်းတို့၏ရဲရင်မှုနှင့်ရင်မြင်မှုသည်အခြားသောတာရဲကြီးများကိုပင်နောက်ဆုတ်သွားစေနိုင်သည် Mountain Lion နှင့်ရင်ဆိုင်ခြင်းဗီဒီယိုတွင် links တကောင်နှင့်ပိုမိုကြီးမားသော Mountain Lion တကောင်တို့အကြားတင်းမာသောရင်ဆိုင်မှုကိုပြသထားသည် links ၏ညင်မြန်မှုတုံ့ပြန်မှုနှင့်ရဲရင်မှုကြောင့်တောင်ကျင်သိပ်ပင်လျင်သတိထားနေရသည်ကိုတွေ့ရသည် links သည်၎င်း၏တင်းငိတ်သောအရွယ်အစားကိုအားသာချက်အဖြစ်အသုံးပြုကာလျင်ညံစွာရွေ့ရှားမိတောင်ကျင်သိပ်၏တိုက်ခိုက်မှုကိုရှောင်တိန်နိုင်သည်ဝင်ပိုလွေနှင့်ရင်ဆိုင်ခြင်းဝင်ပိုလွေတကောင်နှင့်ရင်ဆိုင်ရခြင်းတွင်လည်း links သည်နောက်ဆုတ်မသွားဘဲရဲရင်စွာတုံ့ပြန်သောကြောင့်ဝင်ပိုလွေပင်လျင်လက်လျှော့ကထွက်ခွာသွားခဲ့ရသည် links များသည်တကောင်တည်းနေထိုင်တတ်သောလည်းအန်ဒီရဲ့ကြုံလာပါက၎င်းတို့၏အသက်ကိုကာကွယ်ရန်အစွမ်းကုန်တိုက်ခိုက်တတ်ကြသည်ဘဝတန်တရားနှင့်ဂေဟစနစ်အသွင်အခန်းကဏ္ဍတဘာဝ၏ဟန်ချက်ညီမှု links များ၏ဘဝတန်တရားသည်၎င်းတို့နေထိုင်ရာဂေဟစနစ်၏ဟန်ချက်ညီမှုကိုထိန်းသိမ်းရာတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်မိတ်လိုက်ခြင်းနှင့်မျိုးကွာခြင်းဗီဒီယိုသည် links များ၏မိတ်လိုက်ပုံနှင့်မိခင် links တကောင်က၎င်း၏သားငယ်လေးများကိုဂရုတစိုက်ပြုစုစောင့်ရှောက်ပုံတို့ကိုလည်းပြသထားပါသည် links သားငယ်လေးများသည်မွေးဖွားပြီးနောက်မိခင်၏စောင့်ရှောက်မှုအောက်တွင်အမဲလိုက်ခြင်းနှင့်ရှင်သန်ခြင်းဆိုင်ရာကျွမ်းကျင်မှုများကိုသင်ယူကြရပါသည် Keystone Predator အခန်းကဏ္ဍlinks များသည်၎င်းတို့နေထိုင်ရာဂေဟစနစ်တွင် Keystone Predator အဖြစ်ပါဝင်နေပြီးသားကောင်အကြီးအတွက်ကိုထိန်းညှိပေးခြင်းဖြင့်တဘာဝတရား၏ဟန်ချက်ကိုထိန်းသိမ်းနေကြပါသည်ဥပမာအားဖြင့်ယုံများ၏အရေးအတွက်ကိုထိန်းချုပ်ပေးခြင်းဖြင့်အပင်များ၏ကြီးထွားမှုကိုကူညီပေးပါသည်နီးကုန်းကျုပ်တောဝိုင်း၏အရှင်သခင်နှင့်တဘာဝတရား၏သင်ခန်းစာ Eurasian links ၏ဘဝခရီးစဉ်သည်ကျွန်ုပ်တို့အားခံနိုင်ရရှိမှုရဲရင်မှုဇွဲလုံလာနှင့်တဘာဝတရား၏စမ်းကြယ်မှုများကိုသင်ကြားပေးပါသည်နှင်းသားရကဤတိတ်ဆိတ်သောတားရဲကြီးများသည်၎င်းတို့၏ပါနှံမှုထူးခြားသောလိုက်လျော်ညီထီနေထိုင်နိုင်မှုနှင့်ခွန်အားတို့ဖြင့်ကမ္ဘာအေးဆုံးနေရာတွင်ရှင်သန်နေထိုင်နေကြတာဖြစ်ပါသည်၎င်းတို့၏ဘဝသည်တောဝိုင်းတရိษံများ၏လွတ်လပ်မှုနှင့်အလှပြကိုထင်ဟပ်ပြသနေပြီးကျွန်ုပ်တို့အားတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရာ၏အရေးကြီးပုံကိုသတိပေးနေပါသည်ဤထူးခြားသောတတ္တဝါများကိုကာကွယ်စောင့်ရှောက်ပြီးခြင်းဖြင့်တဘာဝဂေဟစနစ်၏ဟန်ချက်ညီမှုကိုထိမ့်သိမ်းနိုင်မှာဖြစ်ပါသည်